အားလုံးပဲမင်္ဂလာပါရှင်အဲ့တော့ Zoo ကဆက်ပြီးတော့ပေါ့နော် When the Crown Cat ဆိုပြီးတော့ဟဲ့ကရေးထားတဲ့စာအုပ်လေးကိုဆက်ပြီးတော့မှ Zoo ဘာသာပြန်ပြထားတာကိုဖတ်ပြသွားမှာဖြစ်ပါတယ်ပထမအပိုင်းကတော့ပေါ့နော် Chapter 1ရဲ့အပိုင်း1ကိုဖတ်ပြပြီးပြီဖြစ်ပါတယ်အဲ့တော့ဒီနေ့ကကျတော့အပိုင်း2ကိုဆက်ပြီးတော့ဖတ်ပြသွားမှာဖြစ်ပါတယ်အဲ့တော့ Zoo ကစာအုပ်လေးရဲ့ genes ကိုလည်းပထမအပိုင်းမှာပြောပြသွားသေးပါတယ်စာအုပ်လေးရဲ့ genes က misery နဲ့ fictional sadness ဆိုပြီးပြောပြသွားတယ်ပေါ့နော်ဒါပေမဲ့ဆက်ပြီးတော့ဖတ်ပြီးတော့သိရှိလာတာကကျတော့ poetic lesson လေးပေါ့နော်ကြပြဆန်တာကိုလည်းသိရှိလာရတယ်စလုံးလေးတွေစကားအသုံးအနှုန်းလေးတွေအရင်ကကြပြဆန်လုံးပါတယ်အဲ့တော့ Zoo ကဆက်ပြီးတော့ဖတ်ပြပါမယ်အဲ့တော့ Zoo ကကျတော့အခုဒီ chapter 1ရဲ့အပိုင်း2ကိုပေါ့နော်ကိုတိုင်းအဲ့လိုမျိုး title လေးတစ်ခုပေးထားသေးရပေါ့နော်ဖတ်ပြီးတော့ title လေးတစ်ခုစဉ်းစားမိတာပေါ့နော် chapter 1ပဲရှိပါသေးတယ် chapter 1မပြီးသေးပါဘူးဖတ်ပြတာအဲ့တော့ chapter 1ရဲ့အပိုင်း2ကလေးကိုအိမ်မက်ရဲ့ကနဦးဆိုပြီးတော့ကိုယ်တိုင်ပဲခေါင်းစဉ်လေးတက်ပေးထားပါတယ်အဲ့တော့ Zoo က chapter 1ရဲ့အပိုင်းနဲ့အိမ်မက်ရဲ့ကနဦးဆိုတဲ့ခေါင်းစဉ်လေးနဲ့အတူဒီအပိုင်းလေးကိုဖတ်ပြသွားပြပါမယ်ခန္ဓာမူဖဲချန်ဆလွယ်နဲ့စိန်တရဖူတို့က Fair Hollow လို့ခေါ်တဲ့မြို့မှာမွေးဖွားမှုမရှိခဲ့ဘူးဒါကြောင့်ဖုန်းတကောဝင်လာတော့လီလာကသူမခောက်ချုပ်ထားတဲ့ဝိယုံအနာကိုတိုက်နေတဲ့မီးဘူးကလွှတ်ကျလူနေပါဖြစ်ခဲ့တယ်ဖုန်းကောကဘာပြောလဲဆိုတော့လီလာရီယက်စ်လာလို့မေးတယ်ဘယ်လိုမေးရလဲဆိုတူတူတုတ်တုတ်အတန်အဲ့လိုမျိုးအတန်လေးနဲ့သူမရဲ့ cell phone အဟောင်းလေးရဲ့ထင်းငေါ့နေတဲ့ speaker ကနေပြီးတော့လီလာရီယက်စ်လာဆိုပြီးအတန်လေးထွက်လာခဲ့အဲ့တော့အဲ့ဖုန်းကဆက်ပြောတယ်။ဘာပြောလဲဆိုတော့ဒါက Miss Aurelia Universe အဖွဲ့အစည်းဖြစ်ပါတယ်။ဒီနှစ်မှာမှနိုင်ငံတော်ထဲမှာဖွင့်တဲ့ရှင်ပြိုင်ဖို့ပြိုင်ပွဲနေရာမျိုးပြောတာပါ။ရခင်ကိုယ်စလဲလောင်းကနှုတ်ထွက်သွားလို့ကျွန်ုပ်တို့ကမင်းကိုနေရာတစ်ခုကမ်းလှမ်းဖို့ဆက်သွယ်တာပါဆိုပြီးတော့ပြန်ပြောခဲ့တယ်။အဲ့တော့လီလာကမျက်လုံးမိတ်တုံဖြစ်သွားခဲ့တယ်။သူမရဲ့နှလုံးသားကဝမ်းမိုက်အထိပြုတ်ကျသွားပြီးတော့သူ့ဘာသူခုန်နေရင်းနဲ့စိတ်လှုပ်ရှားမှုနဲ့အတူပြန်တက်လာခဲ့တယ်။အဲ့တော့လီလာလေးကပြောလိုက်တယ်။ကျမကိုလားဒါအမားတစ်ခုပဲဖြစ်မှာပါဆိုပြီးတော့သူကထင်လိုက်သေးတယ်ခေါင်းထဲမှာလည်းလီလာကစိတ်အပြောင်းလဲတစ်ခုကြောင့်လွန်ခဲ့တဲ့လအနည်းငယ်လောက်ကသူကရှောက်ထားခဲ့သေးတယ်။ပုံတပုံတင်ပြပြီးတော့သူမရဲ့ကိုရေးကိုရာဖြစ်စဉ်လေးနဲ့ရှောက်ထားခဲ့တာ။သူမကကိုယုံကြည်မှုတိတ်မရှိခဲ့ဘူးဘယ်လိုတုံ့ပြန်မှုမျိုးမှလည်းမလာခဲ့ဘူးလေသူမထင်ခဲ့တာကသူတို့ဘက်ကသူမရဲ့ဝင်ခွင့်လျှောက်ထားတာကိုလှောင်ရီပြီးတော့အမိုက်ထဲပစ်ထည့်ခဲ့တယ်လို့တော့ထင်ခဲ့တာဒါပေမဲ့အခုတော့ဖုန်းလေးကဆက်ပြောတယ်ဟုတ်တယ်မင်းကိုဆက်သွယ်တာပါကျွန်ုပ်တို့ကဒီနေရာဖွင့်တာနဲ့မင်းရဲ့လျှောက်လွှာကိုပြန်ကြည့်ခဲ့တာပါမင်းကနောက်တစ်ယောက်ပဲမင်းAurelia မြို့ကို3ရက်အတွင်းအရောက်လာရမယ်လို့ပြောခဲ့တယ်။3ရက်အတွေးပေါင်းရာကျော်ကပြန်စကားပြောဖို့ရှုပ်ထွေးနေခဲ့တယ်။သူမမှာအဝတ်စားလည်းမရှိခဲ့ဘူး။ခရီးသွားဖို့ပတ်စံလည်းမရှိဘူး။နီးပြလည်းမရှိဘူး။အဆက်အသွယ်လည်းမရှိဘူး။ဒါပေမဲ့သူမရဲ့ပင့်ကိုအသိစိတ်တစ်ခုကဆဆလောင်လောင်နဲ့တူတူလေးပြောလာတယ်။သွားတော့တဲ့။သူမဖုန်းကိုဖြည်းဖြည်းလေးချလိုက်တယ်။သူမပေါင်ပေါ်ကဝိယုံနဲ့အနားစကိုငေးနေခဲ့တယ်။ပြီးပြည့်စုံပြီးတက်ရက်မှုရှိတဲ့ချုပ်ရရဲ့မမြင်နိုင်တဲ့လိုအပ်မှုတွေရဲ့အဲ့တော့ဘာဆက်ဖြစ်မလဲဆိုတာကိုအရင်စိတ်လှုပ်ရှားမှုကောင်းနေပါတယ်။ဒီနေ့ကတော့ဒီမမြင်နိုင်တဲ့လိုအပ်မှုတွေရဲ့ဆိုတဲ့နေရာလေးမှာပဲဆိုရက်ခဲ့ပါမယ်။အဲ့တော့နောက်ထပ်သင်တို့ကနားထောင်ခြင်းသေးတယ်ကြည့်ရှုခြင်းသေးတယ်ဆိုရင် Zoo follow ဒါမှမဟုတ် add လုပ်ခဲ့ကြနော်အားလုံးကမင်္ဂလာရှိတဲ့နေ့ရက်လေးကိုပိုင်ဆိုင်နိုင်ပါစေတတား